စတယ်လာလို့ခေါ်တဲ့ဝိုင်မာရာနာခွေးမလေးဟာရှစ်ပတ်သားအရွယ်မှာအင်ကူစားရောက်လာခဲ့ပါတယ်။လှပတဲ့မျက်လုံးပြလေးတွေနဲ့အားလုံးရဲ့အချစ်တော်ဖြစ်ခဲ့ပေမဲ့အိမ်အစ်စ်ကိုပြောင်းရွှေ့ပြီးနောက်မှာတော့သူမရဲ့အပြုအမူတွေဟာစိုးရိမ်စရာကောင်းလောက်အောင်ပြောင်းလဲလာခဲ့ပါတယ်။မိသားစုအပေါ်မှာအယမ်းချစ်ပြတတ်ပေမဲ့တစ်ဖက်မှာတော့အိမ်ရဲ့အရှင်သခင်ဖြစ်ဖို့ကြိုးစားရင်းရန်လိုမှုတွေစတင်လာခဲ့တာဖြစ်ပါတယ်။တနေ့မှာတော့စတယ်လာဟာလမ်းလျှောက်ထွက်ရင်းကျိုးကိုယုံထွက်ပြီးအိမ်နီးချင်းတီနာနဲ့သူမရဲ့ခွေးလေးကိုတိုက်ခိုက်ခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာမိသားစုအတွက်အယမ်းကိုထိတ်လန့်စရာဖြစ်ခဲ့ရပါတယ်။ခွေးပိုင်ရှင်တွေဖြစ်တဲ့ Greg နဲ့ Natalie တို့ဟာစတယ်လာကိုအယမ်းချစ်ကြပြီးမြဲလူတွေကိုဒဏ်ရာရစေတဲ့ခွေးတစ်ကောင်ကိုဆက်ထားဖို့ခက်ခဲတဲ့အခြေအနေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒီပြဿနာကိုဖြေရှင်းဖို့ခွေးလေးချင်းရေးပညာရှင်စီစာမီလန်ရောက်ရှိလာခဲ့ပါတယ်။စတယ်လာရဲ့ပြဿနာဟာရန်လိုမှုထက်အမဲလိုက်လူတဲ့ဗီဇနဲ့အလွန်အမင်းစိတ်လှုပ်ရှားမှုတို့ရောထွေးနေတာကိုသတိပြုမိခဲ့ပါတယ်။သူမဟာတခြားသီးရဆန်တွေကိုမြင်တဲ့အခါအမဲလိုက်တဲ့အနေထားတွေကိုဝင်သွားတတ်ပြီးအဲ့ဒီအချိန်မှာပိုင်ရှင်တွေကမသားစီးနေတာဟာတိုက်ခိုက်မှုစီဦးတည်သွားစေတာဖြစ်ပါတယ်။စီဇာကစတယ်လာကိုသူ့ရဲ့ခွေးစစ်ပညာဗဟုဌာနစီခေါ်ဆောင်သွားပြီးပြုတင်ပြောင်းလဲမှုတွေကိုစတင်ခဲ့ပါတယ်။ပထမဦးဆုံးအနေနဲ့လိုရန်ဇိုလို့ခေါ်တဲ့လာမကူလာဦးနဲ့တွေ့ဆုံစေပြီးစတယ်လာရဲ့အမဲလိုက်လိုစိတ်ကိုထိန်းချုပ်ဖို့ကြိုးစားခဲ့ပါတယ်။အမဲမလိုက်မီစိတ်လှုပ်ရှားနေတဲ့အချိန်မှာပဲလူကကြားဖွက်ပြပြင်ပေးခြင်းအပြင်ခွေးကိုတင်းငိမ့်တဲ့အခြေအနေစီပြန်ရောက်အောင်လှုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။နောက်ထပ်စိန်ခေါ်မှုတစ်ခုကတော့စတယ်လာလိုငှက်လိုက်တတ်တဲ့ခွေးမျိုးအတွက်ကြက်တွေနဲ့ရင်ဆိုင်စေတာဖြစ်ပါတယ်။ကြက်တွေကိုမြင်တဲ့အခါစိုက်ကြည့်နေတဲ့စတယ်လာကိုထိတွေ့မှုတစ်ခုနဲ့တင်အာယုံလွှဲနိုင်ခဲ့ရဟာကြီးမားတဲ့တိုးတက်မှုတစ်ခုဖြစ်ပါတယ်။သူမဟာအမဲလိုက်မဲ့အစားတည်ငြိမ်စွာနဲ့ကြက်တွေကြားမှာလဲလျောင်းနေတတ်တဲ့အထိပြောင်းလဲလာခဲ့ပါတယ်။စတယ်လာကိုတခြားခွေးတွေနဲ့ရောနှောနေထိုင်တတ်စေဖို့ခွေးအုပ်စုကြီးတစ်ခုကြားထဲကိုထည့်သွင်းပေးခဲ့ပါတယ်။အစာပိုင်းမှာစိုးရိမ်စိတ်ရှိခဲ့ပေမဲ့နောက်ပိုင်းမှာတော့စတယ်လာဟာခွေးအုပ်စုကြားမှာလိုက်လျောညီထွေးရှိလာပြီးတခြားခွေးလေးတွေနဲ့တောင်ဆော့ကစားလာနိုင်ခဲ့ပါတယ်။ဒါဟာသူမရဲ့စိတ်ထဲမှာရှိတဲ့တိုက်ခိုက်လိုစိတ်တွေရောပါသွားပြီဆိုတာကိုပြသနေတာဖြစ်ပါတယ်။ခွေးကပြောင်းလဲသွားပေမဲ့ပိုင်ရှင်တွေဖြစ်တဲ့ Greg နဲ့ Natalie တို့မှလည်းပြုပညာမဲ့အလေးထားတဲ့ရှိနေပါသေးတယ်။ခွေးကိုတွေ့တဲ့အခါအလုံးအမင်းစိတ်လှုပ်ရှားပြီးနှုတ်ဆက်တတ်တာဟာခွေးကိုပါစိတ်လှုပ်ရှားစေပြီးမကောင်းတဲ့အပြုမှုတွေစီပြန်ရောက်သွားစေနိုင်ပါတယ်။လူတွေရဲ့တည်ငြိမ်မှုဟာခွေးကိုထိန်းချောင်းရမှာအရေးကြီးဆုံးဆိုတာကိုစီစာကလက်တွေ့ပြသသိခဲ့ပါတယ်။ဂရဲဟာစတယ်လာကိုလေ့ကျင့်ပေးတဲ့အခါအစားပိုင်းမှာအပြုအမူတွေကိုအလွန်ကျွမ်းပြုပြင်မိတာမျိုးတွေရှိခဲ့ပါတယ်။ဒါပေမဲ့စီစာရဲ့လိုင်းညုံမှုနဲ့အတူခွေးကမကောင်းတာမလုပ်ခင်အချိန်ကိုက်ပြီးအာယုံလွဲပေးတဲ့နီလန်းကိုတက်မြောက်သွားခဲ့ပါတယ်။နာတာလီကလည်းစတယ်လာကိုတင်းငင်းစွာနဲ့လမ်းလျှောက်ခေါ်သွားနိုင်တဲ့အထိယုံကြည်မှုရှိလာခဲ့ပါတယ်။စတယ်လာလိုခွေးမျိုးတွေဟာစွမ်းအင်အယမ်းများတဲ့အတွက်လေ့ကျင့်ခန်းပုံမှန်လုပ်ပေးဖို့လိုအပ်ပါတယ်။ဒါကြောင့်စပိန်နဲ့အတူလမ်းလျှောက်တာမျိုးကိုပြုလုပ်စီပြီးသူမရဲ့ပူလန်နေတဲ့စွမ်းအင်တွေကိုကုံဆုံးစေခဲ့ပါတယ်။ဒီနီလန်းကခွေးကိုပိုပြီးစိတ်အေးချမ်းစေတယ်လို့ပိုင်ရှင်ရဲ့စကားကိုလည်းပုံမနားထောင်လာစေပါတယ်။နောက်ဆုံးမှာတော့စတယ်လာဟာအိမ်ကိုပြန်ရောက်သွားပြီးပတ်ဝန်းကျင်နဲ့အဆင်ပြေအောင်နေထိုင်နိုင်ခဲ့ပါတယ်။အရင်ကတိုက်ခိုက်ခဲ့တဲ့အိမ်နီးချင်းတီနာနဲ့တောင်အဆင်ပြေပြေတွေးဆုံနိုင်ခဲ့တာဟာအံ့တော်စရာပြောင်းလဲမှုတစ်ခုဖြစ်ပါတယ်။စတယ်လာရဲ့အခြေအနေဟာခွေးတစ်ကောင်ကိုနားလည်မှုရှိရှိနဲ့မှန်ကန်စွာလေ့ကျင့်ပေးရင်ဘလောက်ထိထူးခြားလာနိုင်တယ်လဲဆိုတာကိုတက်တည်ပြနေပါတယ်။